Hi အန်နဆိုင်မြန်မာအနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာတကယ်ချင်းတို့ရေ action နဲ့တရားကားတွေကိုကြည့်ရတာပြင်းနေပြီဆိုရင်တော့စိတ်ပေါ်ပါပြီးရင်ခုန်မှုအပြည့်အဝပေးစွမ်းနိုင်တဲ့ High School Sport and Romance ကားကောင်းလေးတစ်ကားဖြစ်တဲ့ Blue Box အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီဇက်လန်မှာကြက်တောင်အားကစားသမားကောင်လေးတစ်ယောက်ဟာသူ့ထက်အသက်ကြီးတဲ့ဘတ်စကတ်ဘောကျယ်ပွင့်မင်းသမီးလေးနဲ့အကြောင်းမျိုးမျိုးကြောင့်တအိမ်ထဲမှာအတူတူနေထိုင်ရာကနေစတင်ခဲ့တာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ Blue Box anime လေးအကြောင်းကို review ပေးသွားမှာမလို့အဆုံးထိကြည့်ပေးဖို့ကိုဖိတ်ခေါ်လိုက်ပါတယ်ဗျာကဲဆက်ကြည့်လိုက်ရအောင်နော်ဇလန်ရဲ့မင်းသားတိုက်ကိအီနိုမာတာဟာ image အထက်တန်းကျောင်းမှာအမျိုးသားကြက်တောင်အသင်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်သူ့မှာတိတ်တဆိတ်သဘောကျနေတဲ့အကောင်မလေးတစ်ယောက်ရှိပြီးအဲ့ဒီကောင်မလေးကတော့သူ့ထက်အသက်ကြီးတဲ့အမျိုးသမီးဘတ်စကတ်ဘောအသင်းရဲ့ကျယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ချီနာစုခါနိုတို့ပဲဖြစ်ပါတယ်တိုက်ကြီးဟာချီနာစုကိုမြင်ကျင်လို့မနက်တိုင်းအားကစားရုံကိုအစောယူသွားပြီးအားကစားလေ့ကျင့်ရင်ချီနာစုရဲ့စူးစမ်းမှုကိုဘေးကနေဒေသအားကျနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့မထင်မှတ်ထားတဲ့လှည့်ပြောင်းတစ်ခုကတော့ချီနာစုရဲ့မိသားစုကနိုင်ငံခြားကိုပြောင်းရွှေ့ရတော့မယ့်အချိန်မှစတင်ခဲ့တာဖြစ်ပါတယ်ချီနာစုဟာဘတ်စကတ်ဘောပြိုင်ပွဲတွေကြောင့်ဂျပန်မှာပဲကျန်ခဲ့ခြင်းတဲ့အတွက်မိခင်ချင်းရင်းနှီးကြတဲ့တိုက်ကြီးတို့အိမ်မှာနေထိုင်ဖို့အကြောင်းဖန်လာပါတော့တယ်ဒီလိုနဲ့တိုက်ကြီးတယောက်တိတ်တဆိတ်ကြိုက်နေတဲ့မင်းသမီးလေးနဲ့တအိမ်နဲ့အတူတူနေထိုင်ရတဲ့လှုပ်ဝက်ချက်ကြီးကနေစတင်ခဲ့တာဖြစ်ပါတယ်ဒီဇလန်ရဲ့အာသာချက်ကတော့တာမန်အချစ်ကားတွေလိုမျိုးအချစ်တစ်ခုတည်းကိုဒါအဓိကမထားဘဲအားကစားနဲ့စူးစမ်းမှုကိုပါရှင်တွဲဖော်ပြထားခဲ့တာဖြစ်ပါတယ်ချီနာစုကလည်းတိုက်ကြီးရဲ့စက်တောင်ပြိုင်ပွဲတွေကိုအမြဲတမ်းလာရောက်အားပေးသလိုတိုက်ကြီးကလည်းချီနာစုအညိုသမီးဘတ်စကတ်ဘောပြိုင်ပွဲ Inter High တက်နိုင်အောင်အစွမ်းကုန်ကူညီပေးခဲ့ပါတယ်ဒါမဲ့ဒီဇလန်မှာပို့ပြီးစိတ်ဝင်စားဖို့ကောင်းလာတာကတော့တိုက်ကြီးရဲ့တငယ်ချင်း rhythmic gymnastic အားကစားသမားကောင်းမလေးဟီနာကိုနိုရောက်ရှိလာတဲ့အချိန်ပဲဖြစ်ပါတယ်ဟီနာဟာတိုက်ကြီးရဲ့ရိုးသားကြိုးစားတဲ့ဇယိုက်ကိုသဘောကျနေပြီးတိုက်ကြီးကိုပွန့်ပွန့်လင်းလင်းသဘောကျနေကြောင်းပြပြလာခဲ့တဲ့အတွက်ကြောင့်မလို့တိုက်ကြီးချီနာစုဟီနာတို့ကြားကသုံးပွင့်ဆိုင် love triangle ချစ်ဇလန်လေးပေါ်ပေါက်လာခဲ့ပါတယ်ဗျာဒီဇလန်ရဲ့ဇက်ရှင်အမြင့်တက်ဆုံးအပိုင်းကတော့ Inter High ပြိုင်ပွဲကြီးရောက်ရှိလာတဲ့အချိန်ပဲဖြစ်ပါတယ်တိုက်ကြီးဟာချီနာစုနဲ့ level တူချင်တဲ့အတွက်ကြောင့်မလို့ကြက်တောင်ပြိုင်ပွဲတွေမှာအပြင်းထန်လေ့ကျင့်ပြီးတူထပ်ပိုတော်တဲ့ပြိုင်ဘက်တွေနဲ့အကျိန်နဲ့ရှင်ပြိုင်ခဲ့ရပါတယ်ဒီပြိုင်ပွဲတွေထဲမှာ character အသီးသီးရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ character development တွေကိုမြင်တွေ့ရတာကအလွန်အထာကျလွန်းပါတယ်တို့နှစ်ယောက်လုံးဟာအိမ်မှာအတူတူနေထိုင်ရတဲ့လိုဝက်ချက်ကိုကျောင်းမှာမသိအောင်ဖုံးကွယ်ထားရပေမဲ့တယောက်ရဲ့တန်ရာဝန်ထမ်းမှုတွေကိုတယောက်ကနားလည်ပေးရင်းနဲ့တင်ရောက်စဉ်တွေကပုံမနှဆိုင်လာခဲ့ကြပါတယ်ဗျာ Blue Box ကအလှပါဆုံးအချက်ကတော့ character တွေကြားမှာတန်ရှင်းတဲ့အချစ်နဲ့လေးစားမှုတွေပဲဖြစ်ပါတယ်ဗျာမလိုအပ်တဲ့ drama အပူတွေမပါပဲအပြန်အလှန်လေးစားမှုအားကစားအပေါ်ယူသွမှုနဲ့ရိုးသားတဲ့အချစ်တွေကိုဘာဝကြကြရိုက်ကူးတင်ဆက်ပေးသွားတာမလို့ကြီးတဲ့သူတိုင်းကြည်နူးရစေမဲ့ anime လေးတစ်ခုဖြစ်ပါတယ်ဒါကြောင့်လည်းဒီ anime ဟာရှုံနှံချက်မန်ဂါလောကမှာရေးပန်းအစားဆုံးဖြစ်ခဲ့ပြီး anime အဖြစ်ထွက်လာတဲ့အခါမှာလည်းတစ်ကမ္ဘာလုံးရဲ့အသေးဆွဲ anime တစ်ခုဖြစ်လာခဲ့ပါတယ်ကဲအချို့အပြင်ပြောရရင်တော့ဗျာ Blue Box ဟာစိတ်လွတ်လက်လွတ်ပေါ်ပါးစာနဲ့ရင်ခုန်စရာအချစ်အားကစား anime လေးကိုကြည့်ကျင်တဲ့သူတွေအတွက်လုံးဝကိုမကြည့်မဖြစ်ကြည့်ရမယ့် masterpiece ကားကောင်းလေးတစ်ခါဖြစ်ပါတယ်တကယ်ချင်းတို့ရောဒိုင်ကီနဲ့ရှင်နာစုတို့ရဲ့တအိမ်နဲ့အချစ်ဇလန်လေးအပေါ်ဘယ်လိုမြင်ကြလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်နော်ကျွန်တော်တို့ Anderson မြန်မာ channel page လေးက anime reviews တွေကိုအမြဲတမ်းအမိုက်စားတင်ဆက်ပေးမယ် channel အသစ်ကလေးဖြစ်တာမလို့ဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ပေးပြီးဝန်းရံပေးဖို့တောင်းဆိုချင်ပါတယ်ဗျာအားလုံးပဲတတာ